စိုက်ကလောစပွန်ဂီဘောစကင်ကို VPN ခံပြီးယူထားတဲ့သူတွေအတွက်မျက်ရည်နှစ်ဆက်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့မောင်ဖလန်ပဲဖြစ်ပါတယ်ဒီခါမှာတော့စိုက်ကလောစပွန်ဂီဘောစကင်ကို VPN ခံပြီးယူထားတဲ့သူတွေအတွက်တီကောင်းစရာလေးပြောပြပေးချင်လို့ပဲဖြစ်ပါတယ်အားလုံးပဲတည်ထားပြီးပါဖြစ်ပါပဲစိုက်ကလောစပွန်ဂီဘောစကင်ကမြန်မာစာပါကို official မလာဘဲနဲ့အခြားစာပါပါတယ် free ပေးနေတာဖြစ်ပါတယ်ဒီစာကိကိုလိုချင်တဲ့ဆိုရင်တော့ VPN ခံပြီးယူရတယ်ဆိုတာအားလုံးသိပြီးသားဖြစ်ပါတယ်ဒါကြောင့် VPN ခံခြင်းရဲ့အကျိုးကျေးဇူးရဲ့ပြီးတော့ VPN ခံပြီးအကောင့်ဘန်းနိုင်လားမဘန်းနိုင်လားဆိုတာဒီနေ့ကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဒါဆိုရင် let's go စလိုက်ကြရအောင်နော်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါစိုက်ကလောစပွန်ဂီဘောစကင်ဟာမြန်မာစာပောက် official မလာတာကြောင့်တချို့ pro player တွေဟာ VPN ခံပြီးယူထားကြတယ်ပေါ့နော်ဒါကြောင့်အကောင့်ဘန်းခံနိုင်လားမဘန်းခံနိုင်လားဆိုတော့ကြောက်နေကြတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဒီဗီဒီယိုမှာကျွန်တော်ကအကောင့်ဘန်းခံနိုင်ရလားမဘန်းခံနိုင်လားဆိုတော့ဒီနေ့ရှင်းပြပေးမှာပဲဖြစ်ပါတယ်စိုက်ကလောစပွန်ဂီဘောစကင်ကို VPN ခံပြီးယူထားတဲ့သူတွေကိုမွန်တွန်းကနေ official ဘန်းနိုင်လားမဘန်းနိုင်လားဆိုတော့မပြောသေးဘူးဆိုပေမဲ့ကျွန်တော်တီးထားတော့ကတော့ဘန်းခံရနိုင်ပါတယ်ဘာလို့လဲဆိုတော့ကိုယ်စာပါမဟုတ်ဘဲနဲ့အခြားစာပါကို VPN ခံပြီးကြော်ယူတာဖြစ်တဲ့အတွက်မွန်တွန်းကနေစီကံချိုးဖောက်ရကြတယ်ဆိုပြီးတော့ဘန်းခံရနိုင်ပါတယ်ဒါဆိုရင်ငါတို့စကင်ယူထားတာကြားလာနေပြီဘာလို့မဘန်းသေးတာလဲဆိုပြီးချိုးတွေကမေးနိုင်ပါတယ်ဘာလို့မဘန်းသေးတာလဲဆိုတော့မွန်တွန်းကနေမြန်မာစာပါကိုမစစ်သေးလို့ပဲဖြစ်ပါတယ်တချို့တွေဆိုရင်တစ်လနှစ်လကြာမှဘန်းခံရနိုင်တာလည်းဖြစ်ပါတယ်တချို့တွေဆိုရင်တစ်ပတ်နှစ်ပတ်တည်းနဲ့ဘန်းခံရနိုင်ပါတယ်တချို့တွေဆိုတစ်ရက်နှစ်ရက်တည်းနဲ့ဘန်းခံနိုင်ရပါတယ်တခါဘန်းခံရရင်လည်း9ရက်လောက်ကြာနိုင်ပါတယ်9ရက်တစ်ပတ်လောက်ကြာနိုင်ပါတယ်ပြန်ရပြီဆိုရင်လည်းမစောဆော့လို့မရဘဲနဲ့ပွဲမှာကြာနေတာမျိုးတို့ကိုယ်စက်ကင်ကိုခြားဘက်ကနေမမြင်ရနိုင်တာတို့မျိုးတွေလည်းဖြစ်နိုင်ပါတယ်ဒါကြောင့် VPN ခံခြင်းကိုရှောင်ကျဉ်သင့်တယ်လို့ကျွန်တော်ဘက်ကထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်